ဒီလိုဝါထက်တဲ့နှစ်မှာအဲ့လိုခြေထောက်တစ်ချောင်းထပ်ပြီးထိုင်ထားမိတယ်လက်တစ်ခုနဲ့တစ်ခုထပ်ထားကြတယ်လက်ပိုက်ထားမိတယ်ဆိုရင်သားသမီးတို့ဒီပို့ကြည့်နေတဲ့လူတွေပေါ့လေမကြခင်ချမ်းသာတော့မယ်နော်မကြခင်ဝါဝင်တော့မယ်ကွာဒီနှစ်ကဝါထက်တဲ့နှစ်မှာနေရင်ထိုင်ရင်နဲ့သားသမီးတို့ဒီဖုန်းကိုကြည့်နေတဲ့လူတွေဒီပို့ကိုကြည့်နေတဲ့သားသမီးတွေခြေထောက်တစ်ချောင်းမှတစ်ချောင်းထပ်ထားကြလိမ့်မယ်တိထားဟုတ်လားမဟုတ်လားကိုယ့်ကိုပြန်ကြည့်ပါဝါထက်တဲ့နှစ်မှာလူတွေကအနေထိုင်အဲ့လူတွေနေတာများတယ်ကွာဒါကိုယ့်ဘက်ကိုရည်ဝယ်ပြီးတော့လုပ်တာမဟုတ်ဘဲနဲ့သူ့ရဲ့အချိန်ခါကြောင့်ထပ်ပြီးတော့ထိုင်မိတာထပ်ပြီးတော့နေမိတာမျိုးနော်လက်တစ်ချောင်းထပ်ထားတယ်ခြေထောက်တစ်ချောင်းထပ်ထားတယ်ဆိုတာမျိုးအဲ့ဒါမျိုးတွေကဒါအချိန်ခါကြောင့်ဖြစ်တာသားသူတို့ကြီးအဲ့တော့ဘာမှမဘူးနဲ့ဒီလိုဝါထက်တဲ့နှစ်မှာအဲ့လိုခြေထောက်တစ်ချောင်းထပ်ပြီးထိုင်ထားမိတယ်လက်တစ်ခုနဲ့တစ်ခုထပ်ထားကြတယ်လက်ပိုက်ထားမိတယ်ဆိုရင်သားသူတို့ဒီပို့ကြည့်နေတဲ့လူတွေပေါ့လေမကြခင်ချမ်းသာတော့မယ်နော်။ဘာကြီးကပြောတယ်မကြခင်ချမ်းသာတော့မယ်ဆိုတော့သားသူကဘာမှမလုပ်ခွင့်နဲ့ချမ်းသာမယ်ထင်တယ်အချို့ကလည်းထီတွေဟိုအချို့ကလည်းချဲတွေနှလုံးတွေသုံးလုံးတွေထိုးလို့ချမ်းသာမယ်ထင်တယ်ချမ်းသာမယ်ဆိုတော့ဘာကြီးကနမိတ်ပဲဖတ်ပေးတာနော်။သားသူတို့ကြိုးစားရင်ချမ်းသာမယ်လို့ပြောတော့မကြိုးစားတဲ့လူအလုံးမလုံးတဲ့လူကတော့ဘာတွေပဲလုပ်နေလို့မချမ်းသာဘူးကွာနော်။ဘလောက်ရေရာတွေကောင်းကောင်းကြိုက်တဲ့ဂါရာတွေရော့လက်ပွင့်တဲ့ဂါရာတွေရုပ်ပြီးဘာမှမလုပ်ဘူးဆိုရင်တော့ဘယ်တော့မှချမ်းသာမှာမဟုတ်ပါဘူး။ဒါတော့ပြောပါတယ်သားသမီးတို့ဟိုတော့ဆိုရင်ဘယင်ကြီးတစ်ပါးပေါ့သူကစစ်ထွက်ခံနေကြတော့ဖုန်းကြီးတစ်ပါးကိုသွားမိတယ်ဖုန်းအရှင်ဖေဟာကိုတရားကြည်ညိုတယ်ပြောတယ်တရားမင်းကိုမေးပေးပါဒီတစ်ခါစစ်တိုက်လို့ရှိရင်ဘယ်သူနိုင်မလဲပေါ့အဲ့တော့ဖုန်းကြီးကဟောလိုက်တယ်တကားတော့စစ်တိုက်လို့ရှိရင်မင်းဒီတကားတော့နိုင်လိမ့်မယ်ပေါ့လာမေးတဲ့ဘယင်ကိုနိုင်မယ်ပေါ့နော်အဲ့လိုပြောတဲ့ခါကျတော့သူအရန်ဝမ်းသာတော့ဟာငါတို့နိုင်မယ်ပြောတယ်ကွာအေးစေးပဲဆိုတော့မလစ်ကျင်တော့ဘူးပေါ့နော်အဲ့ဒီမှာမှတရှိုးဝါရှိသေးတယ်ကွာဟာပြန်ပြောတာပေါ့ဟိုဘက်ကဘယင်နိုင်မယ်လို့တရားမင်းကပြောတယ်အဲ့တော့သူတို့နိုင်မယ်ဆိုတော့ငါတို့ပို့ပြီးတော့လေ့ကျင့်ရမယ်ပို့ပြီးကြိုးစားရမယ်ပေါ့ရှုံးမယ်ဆိုတဲ့လူကပို့ပြီးလေ့ကျင့်တယ်ပို့ပြီးကြိုးစားတယ်နိုင်မယ်ဆိုတဲ့လူကဘာမှလေ့ကျင့်နေရမလို့တော့တရားမင်းကိုယ်တိုင်တော့ငါတို့နိုင်မယ်ပြောတာပဲဆိုတော့တကယ်စစ်လိုက်တဲ့ခါကျတော့တားသူတို့ကြီးဟိုနိုင်မယ်တရားမင်းကိုယ်တိုင်နိုင်မယ်ပြောထားတဲ့ဘယင်ကရှုံးသွားတယ်နော်ဒီကရှုံးမယ်ကြားလို့ကြိုတင်ပြင်ဆင်တဲ့လူကနိုင်သွားတယ်ဒါကြောင့်မလို့သားသူဘလောက်ပဲကံညံ့နေပြောကိုကံညံ့မှန်းသိရင်ခါတိုင်းနည်းနည်းကြိုးစားရင်အခုများများကြိုးစားရမယ်ခါတိုင်းတစ်လှမ်းလှမ်းရင်အခု10လှမ်းလှမ်းရမယ်ဒါဆိုရင်ကံဆိုးတဲ့ကံညံ့နေဆိုတာသားသူတို့မရှိတော့ဘူးနော်အခုဒီပို့ကိုကြည့်နေတဲ့သားရဲ့သမီးတွေကံကောင်းမယ်လို့တော့ဘာကြီးဟောပါတယ်ဒီအခုဘာကြီးပြောတဲ့လက်ဖွင့်ပို့လေးပေါ့နော်ဒါပေမဲ့လုံမှကြိုးစားမှချမ်းသာမှဖြစ်တဲ့သားသူတွေမလုံခွင့်နဲ့ထိုင်နေလို့ကတော့မချမ်းသာနိုင်ဘူးမတိုးတက်နိုင်ဘူးလို့အဲ့ဒါလေးပြောပြရင်ဖြစ်ပါတယ်ကဲသားသမီးတို့ယနေ့မှစပြီးတော့နှစ်ဆကြိုးစားကြပါခါတိုင်းနဲ့10ဆမကတိုးတက်ချမ်းသာလာပါလိမ့်မယ်လို့ဘာကြီးအာမခံပါတယ်သားသမီးအားလုံးချမ်းသာကြွယ်ဝလိုတရတဲ့သားသမီးတွေဖြစ်ကြပါစေလို့ဘာကြီးအောင်မြောင်းတော့ကဆုတောင်းမေတ္တာပေးမှုပါတယ်တပ္ပိတ္တကမ္မတကအားလုံးလိုတရကြပါသည်